ဒီနေ့ကတော့မိုးရသီးနဲ့လိုက်ဖက်တဲ့မှုကစွန်းကြော်လေးရဲ့ဘူးညွန့်ရဲ့ရုံပရိသီးရဲ့ပြောင်းမှုရဲ့ဟင်းကချက်ပြမှာဖြစ်ပါတယ်။ဇီးရဝယ်လာတဲ့ကစွန်းရဲ့နဲ့မှုလေးတွေကိုစိတ်ပြီးတော့ထားလိုက်ပါမယ်။ရေဆေးတက်စင်ပြီးတော့စချက်ပါမယ်။ကျက်သွန်ဖြူကိုအခွန်ခွာပြီးတော့တမွာလောက်ကိုခွန်ခွာပြီးတော့ညအောင်ထောင်းပါမယ်။မညက်တညက်ထောင်းလိုက်ရပါတယ်။အဲ့လိုထောင်းပြီးဆိုလို့ရှိရင်တော့ကျက်သွန်လေးတွေကိုပလှီးပြီးတော့ထောင်းထားတဲ့အတဲကိုထည့်ပါမယ်ရှင်။ကစွန်းရက်ကိုမမဲအောင်ကြောအောင်ဘလို့ကြောရလဲဆိုတာလိုက်ကြည့်ကြမယ်နော်။အဲ့လိုမျိုးကျက်သွန်လေးတွေကိုခွာပြီးထည့်ပြီးဆိုလို့ရှိရင်တော့စီပြီးစတတ်ပါမယ်။စီလေးတွေကိုပူလောင်စောက်ပြီးတော့စီပူလာပြီးဆိုရင်ခုနကထောင်းထားတဲ့ဟာလေးတွေကိုထည့်လိုက်ပါမယ်။ပေါ်မြည်ပြီးတော့ကျက်သွန်လေးတွေချက်လာတဲ့အထိကြော်ပေးလိုက်ပါမယ်ကျက်သွန်လေးတွေနွမ်းလာတဲ့အထိကြော်ပြီးဆိုရင်တော့မှုလေးကိုထည့်လိုက်ပါမယ်မှုကို10မိနစ်လောက်ကြော်ပြီးပြီဆိုရင်တော့စားရဲ့အချိုမို့ရဲ့ကိုပဲထည့်ပါမယ်ငပြားကြီးလုံးဝမထည့်ပါဘူးငပြားကြီးထည့်ညံ့မဲသွားပါလိမ့်မယ်နော်ကဲအဲ့ဒါကို10မိနစ်လောက်မှုပြီးပြီဆိုရင်တော့အဖုံးလေးခဏအုပ်ပြီးတော့ထားလိုက်ပါမယ်မှုလေးနူးလာပြီဆိုရင်တော့ကစွန်းရည်လေးတွေကိုထည့်လိုက်ပါမယ်ကစွန်းရက်ကိုကြော်ထားရင်အဖုံးမုပ်ပဲနဲ့ထားပါမယ်အဖုံးအုပ်ပြီးပြန်ဖွင့်လိုက်ရင်မဲသွားတတ်ပါတယ်အဲဒါကြောင့်မို့လို့အဖုံးဖွင့်ပြီးတော့ထားပြီးတော့10မိနစ်2မိနစ်လောက်မှုပါမယ်စားရည်ချုံမုပ်ရည်ကိုနည်းနည်းလေးထည့်ပြီးတော့ရောပြီးတော့မှုလိုက်ပါမယ်နံပြားရည်လုံးဝမထည့်ပါဘူးနော်10မိနစ်2မိနစ်လောက်ထက်ကြော်ပြီးဆိုရင်တော့စိတ်လေးနဲ့စားလို့ကောင်းတဲ့ကစွန်းရက်ကြော်လေးရမှာပါကစွန်းရက်တွေမမဲဖို့ဆိုရင်နံပြားရည်လုံးဝမထည့်ရဘူးအဖုံးမအုပ်လို့ရှိရင်ကစွန်းရက်မမဲပဲနဲ့စားကောင်းတဲ့မှုနဲ့ကစွန်းရက်ကြော်လေးတစ်ခွက်ရပါပြီရှင်ကဲနောက်ချက်မဲ့ဟင်းလေးကတော့အရေးတော့လေးဖြစ်ပါတယ်။ဇီးရဝယ်လာတဲ့ဘူးညွန့်ရဲ့ရုပ်ပရိသီးတွေပြောင်းမှုတွေကိုရေဆေးတန့်စင်ပြီးတော့ပွားလှီးလိုက်ပါမယ်။ရုပ်ပရိသီးတို့ပြောင်းမှုတို့ကတော့ရေဆေးပြီးမှပဲလှီးတာအကောင်းဆုံးပါမဟုတ်ရင်ချွဲတတ်ပါတယ်။ပေးရင်တော့ရေအိုးကိုစူအောင်တင်ထားလိုက်ပါမယ်။ရေအိုးစူပြီးဆိုလို့ရှိရင်ကြက်သွန်ပြူထောင်းထားတာလေးကိုထည့်လိုက်ပါမယ်။ပဇွန်ကြောင်းနဲ့ငပိစိမ့်သားနည်းနည်းလေးလည်းရောပြီးတော့ထည့်လိုက်ပါမယ်။ရေအိုးပွက်လာပြီဆိုလို့ရှိရင်တော့ဘူးညွန့်လေးတွေကိုအရင်ထည့်ပါမယ်။ဘူးညွန့်လေးတွေကိုထည့်ပြီးမှနည်းနည်းလေးထပ်ပွက်လာပြီဆိုမှပဲရေကိုကြောက်နည်းနည်းလေး10မိနစ်လောက်ထပ်ပွက်ပြီဆိုတော့မှနောက်ကပြောင်းမှုလေးတွေကိုထည့်ပါမယ်။နောက်ဆုံးမှရုံးပရိသီးကိုထည့်ရပါမယ်။မဟုတ်ရင်ရုံးပရိသီးအရင်ထည့်လိုက်တာနဲ့ချွဲပြီးတော့အရေတွေကပြစ်သွားပါလိမ့်မယ်။ဘူးညွန့်လေးတွေနဲ့ပြောင်းမှုလေးတွေထည့်ပြီးတော့ရေစုလို့ကြက်ပြီးဆိုပြီးချကန်နီးလောက်မှရုံးပရိသီးတွေကိုထည့်လိုက်ရင်စားကောင်းပါလေ။မဟုတ်ရင်ချွဲတတ်ပါတယ်။ကဲအားလုံးလည်းလိုက်ချက်စားကြည့်နော်။ဒါကတော့စားလို့ကောင်းတဲ့အရေတော့တစ်ခွက်ရပါပြီဒီနေရာမှာငရုတ်ကောင်းထည့်စားလည်းရပါတယ်နော်ကလေးတွေရောစားမှာမို့လို့ငရုတ်ကောင်းတော့မထည့်ရပါဘူးရှင်ငရုတ်ကောင်းထည့်ရင်တော့ပူဆက်နဲ့မွေးရသည်နဲ့အန်ကိုက်ပါပဲနော်ကဲဒီဟင်းလေးကတော့မုံနဲ့ကစွန်းရဲ့အရေတောက်လေးတွေကိုချက်စားကြနော်ကဲ4000လောက်လဲနဲ့ထမင်းစားမိမဲ့ဟင်းလေးပါတစ်ခါတည်းချက်စားရင်တော့ကောင်းပါတယ်ကျမကတော့ငပိရည်နဲ့တခွားသီးကိုကြုတ်ကြော်နဲ့စားလိုက်ပါဦးမယ် channel လေးကို subscribe နှိပ်ခဲ့ပေးပါအောင်နော်နောက်ဗီဒီယိုမှာတွေ့မယ်